အမျိုးသားဟာသူဇနီးရဲ့ဝိုင်းခွက်ထဲကိုတေးစေနိုင်တဲ့အစိတ်တစ်မျိုးကိုတိတ်တဆိတ်ခတ်လိုက်ပြီးဘာမှမဖြစ်ခဲ့တယ်လို့ပဲသွားပေးလိုက်တယ်ဇနီးဖြစ်သူကအတူတူတောက်ဖို့ခေါ်တာကိုညှင်းဆန်လိုက်ပြီးတနေရာကိုသွားဖို့ရှိတယ်လို့ဆင်ခြေပေးလိုက်တယ်သူကတကားခွဲမှာပုံနေပြီးဇနီးဖြစ်သူအစိတ်ထည့်ထားတဲ့ဝိုင်းကိုအကုန်တောက်ချလိုက်တာကိုချောင်းကြည့်နေခဲ့တယ်။နာရီနေငယ်ကြာမှာတော့အမျိုးသမီးကလဲကျသွားပြီးခန္ဓာကိုယ်ထဲကအစိတ်ကြောင့်တေဆုံးသွားခဲ့ရတယ်။ဒါပေမဲ့ဒီအမျိုးသားဟာခွက်ထဲအစိတ်ခတ်ခဲ့တာကိုမမိနိုင်ဘူးဆိုပြီးလုံးဝမကြောက်ရွံ့ခဲ့ပါဘူး။အဲ့ဒီအစိတ်ဟာလုံးဝအနံ့သက်မရှိဘဲလူသွေးတွေကိုချုံးမွေစွာပျော်ဝင်သွားပြီးတောက်ပြီး၈နာရီကြာမှနှလုံးရက်တန့်သွားစေတာဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတိုင်းဟာရုတ်တရက်ဖြစ်ပွားတဲ့နှလုံးရောဂါထတိုင်းဖြစ်နေတာကြောင့်မူကင်းဆေးပညာအရဘာချေအားမှရှာမတွေ့နိုင်ပါဘူး။ကြံစီထားတဲ့အတိုင်းအရာရာကကွက်တိဖြစ်လာခဲ့တယ်။သူ့ဇနီးရုတ်တရက်ဆုံးမသွားတာကိုဘယ်သူမှမသိငါမဖြစ်ကြပါဘူး။သူမဟာတေလုံပြီးနောက်စစ်ဆေးမှုတွေပြီးရင်ဇနီးရဲ့မဟာကျွယ်ဝတဲ့အမွေတွေကိုရယူဖို့စိတ်အားထက်သန်စွာသူကစောင့်ဆိုင်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရဲတွေကသူ့စီဖုန်းဆက်ပြီးထိတ်လန့်စရာသတင်းတစ်ခုပေးလာတယ်ရုပ်လောင်းထိန်းသိမ်းခန်းတွေကသူ့ဇနီးရဲ့ရုပ်လောင်းပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နိုင်ဝက်ကရုပ်လောင်းထိန်းသိမ်းခန်းကညဆောင်လုံခြုံရေးဟာလမ်းပေါ်ကိုအကြောက်လန့်ထွက်ပြေးလာပြီးတိုက်ရိုက်လာနေတဲ့ကားတစ်စီးနဲ့တိုက်မိကသတိလစ်သွားခဲ့ပါတယ်။ရဲတွေရုပ်လောင်းထိန်းသိမ်းခန်းကိုရောက်လာတဲ့အခါလုံခြုံရေးကင်မရာတော်တော်များများအဖျက်ဆီးခံထားရတာကိုတွေ့ရတယ်။လုံခြုံရေးရုံးခန်းရဲ့ကင်မရာတစ်လုံးပဲကောင်းကောင်းကျန်ခဲ့ပြီးအနီးနားကရဲစခန်းစီဆက်သွဲတဲ့လျှို့ဝှက်နံပါတ်လည်းပြောင်းလဲခံထားရပါတယ်။အလုံးလုံးနေသေးတဲ့လုံခြုံရေးကင်မရာမှာဖြစ်ပျက်ခဲ့တဲ့အစိပ်ပိုင်းချို့ကျန်ရစ်ခဲ့ပြီးလုံခြုံရေးဝန်ထမ်းဟာကင်မရာရုပ်သံတွေမှာပုံမှန်မဟုတ်တာကိုစတင်တွေ့ရှိခဲ့ပြီးစုံစမ်းမှုဒုတိယထပ်ကိုတက်သွားခဲ့တယ်။9မိနစ်ကြာမှတော့သူဟာဒုတိယထပ်လေကားအတိုင်းထိတ်လန့်တကြားထွက်ပြေးလာခဲ့ပြီးတစုံတစ်ခုကိုမြင်တွေ့ခဲ့ရလို့အလွန်ထိတ်လန့်နေခဲ့တာပါရဲတွေဟာဒုတိယထပ်အေးခန်းတွေကရုပ်လောင်းတလောင်းပျောက်ဆုံးနေတာကိုရှာတွေ့ခဲ့ကြတယ်။အဲ့ဒါကတော့ Jeff ရဲ့ဇနီးအန်နာဖြစ်ပါတယ်။ရဲတွေဒီအချိန်မှာတီးတန့်အိမ်ခန်းထဲမှာပုံနေတဲ့ Jeff စီချက်ချင်းဖုန်းဆက်ခဲ့ကြတယ်။ Jeff ဟာရင်ခွဲစစ်ဆေးချက်မှာဇနီးဖြစ်သူပုံမှန်အတိုင်းတေဆုံးလာလို့အတီးပြုတ်လိုက်တာနဲ့သူ့ရဲ့ချစ်သူလီဆာနဲ့အတူထွက်ပြေးဖို့စီစဉ်ထားတာပါ။အန်နာက Jeff ထက်အသက်အများကြီးကြီးပြီး Jeff ပိုင်ဆိုင်သမျှပိုင်ဆိုင်မှုအားလုံးဟာအန်နာရဲ့ဗန်နာရေးထောက်ပံ့မှုနဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တာပါ။သူကတော်စာညောင်းပြီးဗိုလ်ကျတတ်တဲ့ဇယိုက်ရှိသူပါ။ Jeff ကမနာခံတာနည်းနည်းလေးမှလုပ်ရင်သူ့ပိုင်ဆိုင်မှုအားလုံးကိုရုပ်သိမ်းမယ်လို့ချိန်ချောက်တတ်တယ်။ Jeff ကဒီလိုဖိနှိပ်ခံထားရတဲ့ဘဝကိုစိတ်ပြတ်နေပေမဲ့ဘယ်တော့မှမတွန်းလှန်ရဲခဲ့ဘူး။လွန်ခဲ့တဲ့၈လကဓာတုဗေဒတန်းတင်ကြားနေစဉ်မှာ Jeff ရဲ့မျက်လုံးတွေဟာအမြဲတမ်းနောက်ကျမှလာတတ်တဲ့ကျောင်းသူလီဆာစီရောက်သွားခဲ့တယ်။သူမရဲ့နူးညံ့ပြီးစာနာတတ်တဲ့သဘာဝကသူ့ကိုဆွဲဆောင်သွားခဲ့ပြီးနှစ်ယောက်သားမကြာမီမှာပဲတရားမဝင်ပတ်သက်ခဲ့ကြတယ်။ဒီလိုစိတ်တစားအချစ်ဇလန်းက Jeff ကိုတကြော့ပြန်မွေးဖွားလာသလိုခံစားရစေပြီးဇနီးဖြစ်သူကိုတပ်ဖြတ်ဖို့တေးစေနိုင်တဲ့အစီအစဉ်ကိုရေးဆွဲစေခဲ့တယ်။ဇနီးဖြစ်သူရုတ်တရက်ဆုံးပါသွားပြီးအချိန်နဲ့ငယ်အကြာမှာပဲရုပ်လောင်းဟာအကြောင်းပြချက်မရှိပျောက်ကွယ်သွားခဲ့တယ်။ Jeff ဟာသူ့ရဲ့အစိတ်ခတ်မှုအစီအစဉ်အောင်မြင်ခဲ့တယ်လို့အပြည့်အဝယုံကြည်ထားပေမဲ့ပျောက်ဆုံးသွားတဲ့ရုပ်လောင်းကိုတော့နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။လီဆာကရဲတွေအထောက်ထားရှာတွေ့သွားပြီးသူ့ကိုထောက်ချောက်ဆင်ဖို့ရုပ်လောင်းပျောက်သွားသလိုလှုပ်ထားတာကိုပူပန်နေခဲ့တယ်။ Jeff ကတော့သဘောမတူပဲစောက်ုံစီအလင်းမြန်သွားခဲ့တယ်။ရဲအုပ်ဂျွန်ကအန်နာဟာကလေးစားခြင်းနဲ့တစုံတယောက်နဲ့ညီစွန်းခဲ့တာဖြစ်နိုင်တယ်လို့ theory ထုတ်ပေမဲ့ Jeff ကတော့သူ့ဇနီးမှာဘယ်သူနဲ့မှရန်ညိုးရန်စမရှိပါဘူးလို့အလင်းမြန်ညင်းဆန်ခဲ့တယ်။ဂျွန်ကမှုကင်းဆရာဝန်နဲ့တိုင်ပင်မှုအပြင်ထွက်သွားချိန်မှာ Jeff ကလီဆာစီချက်ချင်းဖုန်းဆက်လိုက်တယ်။ရဲတွေပြောတာဟုတ်မဟုတ်တီးပြနိုင်ဖို့ဒဏ်ရာရထားတဲ့လုံခြုံရေးဝန်ထမ်းကုသမှုခံယူနေတဲ့ဆေးရုံစီတိုက်ရိုက်သွားပြီးသတင်းအချက်လက်စုဆောင်းဖို့သူကလီဆာကိုညွှန်ကြားခဲ့တယ်။သူဖုန်းကိုချက်ချင်းချလိုက်ပြီးဖုန်းခေါ်ဆိုမှုမှတ်တမ်းအကုန်လုံးကိုဖျက်ပစ်ခဲ့တယ်။မှုကင်းဆရာဝန်အန်နာကိုရင်ခွဲစစ်ဆေးမှုမပြုလုပ်ရသေးပဲအမျိုးသားဖြစ်သူစီကမူလအချက်လက်ချို့စုဆောင်းဖို့မျှော်လင့်နေခဲ့တာပါ။ Jeff ဟာသူ့ဇနီးရဲ့လက်တလောနိုင်ငံတကာလေကြောင်းခီးစဉ်အကြောင်းကိုချက်ချင်းပုံကြီးချက်ပြောဆိုခဲ့ပြီးခရီးပန်းတာနဲ့ကာလရှည်စိတ်ဖိစီးမှုတွေကြောင့်နှလုံးရက်တန့်သွားတာပါဆိုပြီးပုံဖော်ဖို့ကြိုးစားခဲ့တယ်မူကင်းဆရာဝန်ကဒီဖြစ်နိုင်ခြေရှိတဲ့ရှင်းလင်းချက်ကိုလက်ခံလိုက်တာကြောင့် Jeff ဟာစိတ်ထဲမှာကျေနပ်သွားခဲ့တယ်။သူရဲ့အေးဆက်ပြီးကင်းကွာနေတဲ့ပုံစံကအဲ့မှာရှိတဲ့ရဲရရှိတိုင်းကိုအံ့အားသင့်စေခဲ့တယ်။ဘယ်ဝန်းနေနေတဲ့အိမ်တော်ဘက်မှာမိမိအိမ်တော်ဘက်တေဆုံးမှုကိုဒီလိုအေးဆက်စွာပြောဆိုမှာမဟုတ်ပါဘူး။ဂျွန်ဟာ Jeff အပေါ်အကြီးကျယ်မတင်ကားဖြစ်လာပြီးလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ်လို့ယုံကြည်သွားခဲ့တယ်။စခန်းမှာနိုင်ဝက်လောက်ဆောင်ဆိုင်ပြီးနောက် Jeff စိတ်မရှိတော့ဘဲအိမ်ပြန်ခွင့်တောင်းခဲ့တယ်။ရုတ်တရက်ရုပ်အလောင်းထိန်းသိမ်းခန်းတစ်ခုလုံးလျှက်စစ်ပြီးပျောက်ဆုံးသွားပြီးနောက်ဘက်ကနေထူးဆန်းတဲ့အတန်တန်ထွက်ပေါ်လာခဲ့တယ်။သူဟာစတိုကန်းတကားကိုဖွင့်လိုက်တဲ့အခါအရင်ကလွတ်နေခဲ့တဲ့အေးခန်းထဲမှာသူ့ဇနီးရဲ့ကိုယ်ပိုင်ပစ္စည်းတွေထည့်ထားတဲ့တတုတစ်တာတစ်လုံးကိုရှာတွေ့ခဲ့တယ်။ချိန်ပိတ်ထားတဲ့တက်သေးကန်အိတ်တိတ်လွတ်နေတာကိုတွေ့ရပြီးအနီးနားကပွင့်နေတဲ့လောကတစ်ခုကိုသတိထားမိကစိတ်ဝင်စားမှုကြောင့်လိုက်တာကိုသုံးပြီးအထဲကိုချောင်းကြည့်လိုက်တယ်။သူမြင်လိုက်ရတာကသူ့ကိုထိတ်လန့်သွားစေခဲ့တယ်။သူအကုန်ဖြက်စီးပစ်လိုက်ပြီလို့ထင်ထားတဲ့အစိပ်ပလင်းတွေမျက်စိရှိမှတင်ရှိနေတာပါ။မိတွေချက်ချင်းပြန်လင်းလာခဲ့တယ်။ရဲရရှိတွေတကားဖွင့်ဝင်လာချိန်မှာပဲ Jeff အစိပ်ပလင်းကိုအိတ်ကတ်ထဲအမြန်ထိုးထည့်လိုက်တယ်လူဆန်တဲ့အတန်ကြားလုံးမှဝင်လာတာပါဆိုပြီးသူစင်ကြေပေးခဲ့တယ်။ရဲရရှိတွေကလောကတောက်ကိုအတင်းတွန်းဖွင့်ထားတာကိုထောက်ပြကြပြီးပစ္စည်းစင်းနဲ့တိုက်စစ်ကြည့်တဲ့အခါအန်နာရဲ့ဖုန်းပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ရတယ်။ Jeff ပြာရခတ်သွားပြီးဘာမှမယူခဲ့ပါဘူးလို့ကြိမ်ဆိုခဲ့တယ်။ဂျွန်ရဲ့စီစစ်တဲ့အကြည့်ဟာပုံမပြင်းထန်လာခဲ့တယ်ရဲရဲ့စူးစိုက်ကြည့်ရှုမှုကိုခန်းစားရပြီး Jeff ဟာအစိပ်ပလင်းကလွဲလို့သူ့အိတ်ကက်ထဲကပစ္စည်းအလုံးကိုထုတ်ပြလိုက်ပါတယ်။ဂျွန်ကသူ့ရဲ့ကနာမငြိမ်ရှောင်လွဲမှုကိုရိပ်မိသွားပြီးသူ့ခန္ဓာကိုယ်ကိုရှာဖွေကပလင်းကိုသိမ်းဆည်းလိုက်တယ်။အထက်ကပါဝင်ပစ္စည်းကိုမသိပေမဲ့ဓာတ်ခွဲခန်းတစ်စိပ်ပေါ်မှာ Jeff ရဲ့တက္ကသိုလ်ဓာတုဗေဒဓာတ်ခွဲခန်းအမည်ပါဝင်နေခဲ့တယ်။ Nuestros productos se distribuyen en lugares como este. Abra cualquier armario están aquí. ¿Qué es el TH16? Es una toxina. ¿De qué? No lo sé. Trabajamos con centenares. Sí, pero ¿para qué sirve? Tendrá distintas aplicaciones. ¿Cómo cuáles? No es mi especialidad. စစ်ဆေးမိမြနေစဉ်မှာပဲ Jeff ရဲ့ဖုန်းမြည်လာခဲ့တယ်။အဲ့ဒါလီဆာပါ။သူကခေါ်ဆိုသူကိုသူ့ညီမလိုဟန်ဆောင်လိုက်ပြီးရဲစုံစမ်းစစ်ဆေးမှုကိုပူးပေါင်းဆောင်ရွက်နေကြောင်းရှောက်ပြောခဲ့ရာဂျွန်ကသူ့အလိမ်ညာကိုမတင်ကားမဖြစ်ခဲ့ပါဘူး။မိနစ်အနည်းငယ်ကြာမှ Jeff အိမ်သာတက်ခွင့်တောင်းပြီးလီဆာစီပြန်ဖုန်းဆက်ခဲ့တယ်။လုံခြုံရေးရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေဟာအမှန်တကယ်ဖြစ်ကြောင်းသူမအတည်ပြုခဲ့တယ်။သူရုပ်လောင်းထိန်းသိမ်းခန်းကထူးဆန်းတဲ့ဖြစ်စဉ်တိုင်းကိုပြန်ပြောပြခဲ့ပြီးတစုံတယောက်ကသူတို့ရဲ့လျှို့ဝှက်အစီအစဉ်ကိုသိရှိသွားပြီးသူ့ကိုပြစ်မှုကျူးလွန်သူဖြစ်ထောင်ချောက်ဆင်နေတာကိုကြောက်ရွံ့မိကြောင်းပြောပြခဲ့တယ်
တယ်အစိတ်ခက်တဲ့အစီအစဉ်ကိုသူနဲ့လီဆာပဲသိတာဖြစ်ပြီးလီဆာကဘသူ့ကိုမှမပြောခဲ့ဘူးလို့ဂျိန်ဆိုခဲ့တယ်ထို့နောက်လီဆာကဂျက်ပြောင်ပြီးပြောမိတာဖြစ်နိုင်တယ်သို့မဟုတ်အန်နာဟာသူတို့ပတ်သက်မှုကိုဟိုးရင်ကလေးကရေးမိထားတာဖြစ်နိုင်တယ်လို့ခံမှန်းခဲ့တယ်ဒီတွေးကဂျက်ကိုထိတ်လန့်သွားစေခဲ့ပြီးသူအိပ်ပျော်စဉ်ရောင်တက်သူဖြစ်တာကြောင့်ရဲတွေရဲ့မေးမြန်းမှုကိုဂယူးတစိုက်သွားရောက်ဖြေဆိုဖို့မှတပါအခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူနောက်ကပြတင်းပေါက်ပွင့်နေတာကိုသူသတိထားမိပြီးပြတင်းပေါက်ဘောင်ပေါ်မှာစာရေးတိတ်ရှိနေတာကိုတွေးလိုက်ရတယ်အထဲမှာစီးပွားရေးပွဲလန့်သဘောတူဖိတ်စာတစ်စောင်ပါရှိပြီးအနောက်ဘက်မှာလက်ရင်းနဲ့ငါးမျက်လုံးတွေမှိတ်ထားရင်အောင်နင်းကိုငါဘေးမှာခံစားရတယ်လို့ရေးထားတယ်ဂျက်ကဖိတ်စာကိုမှတ်မိလိုက်တယ်သူကစာပွဲကိုမသွားဘဲအန်နာတယောက်တည်းလွတ်ဖို့စင်ကြေပေးခဲ့တာပါအဲ့ဒီလက်ရင်းနဲ့ရေးထားတဲ့စာကြောင်းဟာလီဆာကသူ့စီပို့ခဲ့တဲ့တီးတန့်အချစ်စာလွှာဖြစ်ပြီးသူတို့နှစ်ယောက်ပဲတီးတဲ့စာဖြစ်ပါတယ်ထိတ်လန့်မှုကသူ့ကိုလွှမ်းမိုးသွားခဲ့တယ်အန်နာအိပ်ပျော်ခြင်းအောင်ဆောင်ပြီးလွန်ခဲ့တဲ့လအနေငယ်ကလေးကဖောက်ပြန်မှုကိုသိရှိသွားခဲ့ပြီလားလို့သူကြောက်ရွံ့လာခဲ့တယ်သူဟာစာကိုအပိုင်းပိုင်းဆုပ်ဖြဲပစ်လိုက်ပြီးအင်တာထဲထည့်ရလောင်းချဖို့ကြိုးစားခဲ့ပေမဲ့အင်တာကပြတ်နေတာကိုတွေးလိုက်ရတယ်ဂျက်အင်တာတကားပိတ်လိုက်ချိန်မှာပဲယူနီဖောင်းဝင်ရဲရရှိတအူဝင်လာခဲ့လို့ဆုပ်ဖြဲထားတဲ့စာရွက်အပိုင်းစာတွေနဲ့မမိဖို့အတွက်သူဟာရေဆိုနေတဲ့စာရွက်အပိုင်းစာတွေကိုပြန်ဆွဲထုတ်ပြီးအပိုင်းတိုင်းကိုမျိုးချလိုက်ရတယ်ရဲရရှိတွေကတိုးတက်မှုအသစ်ကိုမျှဝေခဲ့ကြတယ်ဂျုံလောင်းထိန်းသိမ်းကန်းရဲ့လျှက်စစ်နဲ့လုံခြုံရေးစနစ်တွေကိုထိန်းချုပ်ထားတဲ့ပစ္စည်းထားကန်းထဲမှာအဆောက်အုံရဲ့အမိုးစီတိုက်ရိုက်ဦးတည်နေတဲ့ကြီးမားတဲ့လေဝင်လေထွက်ပိုက်လိုင်းတစ်ခုကိုရှာတွေ့ခဲ့ကြတယ်အမိုးပေါ်မှာလက်ဆက်တဲ့ခြေရာတွေကိုတွေ့ရှိခဲ့ရပြီးနောက်ထပ်ထိတ်လန့်ပွဲသဲလွန်စားတစ်ခုလည်းပါရှိခဲ့တယ်နယံကပ်ပြက်ခတ်တဲ့ကို2022ခုနှစ်မတ်လ20ရက်စီလက်နဲ့ပြန်ပြင်ထားပြီးအပြင်ထွက်တကားလေးဝက်နံပါတ်ကိုလည်းအဲ့ဒီရက်ဆွဲတိုင်းပြောင်းလဲထားတာပါဂျုံကဒီရက်ဆွဲဟာသူ့အတွက်ဘာအဓိပ္ပာယ်ရှိတယ်လဲလို့ဂျက်ကိုမေးခဲ့တယ်ဂျက်ကလိန်ညာပြီးမသိပါဘူးလို့ညင်းဆိုခဲ့ပေမဲ့အဲ့ဒီရက်ဆွဲဟာလီဆာနဲ့စတင်တွေ့ဆုံခဲ့တဲ့ရက်ဖြစ်ပါတယ်သူစကားဝက်တွေအတွက်အမြဲတမ်းအဓိပ္ပာယ်ရှိတဲ့ကိုပိုင်ရက်ဆွဲတွေကိုသုံးတတ်ပြီးဒီအချင်းကိုအန်နာတယောက်ပဲသိတာပါသူစိတ်မသက်မသာဖြစ်နေတော့လဲဆက်လက်ညင်းဆိုခဲ့တယ်ဂျုံကနောက်ထပ်မေးခွန်းတွေမေးဖို့ပြင်ဆင်နေချိန်မှာပဲဒက်လီကပျက်စီးသွားပြီးအရေးပေါ်အချက်ပေးတံထွက်ပေါ်လာကလူတိုင်းကိုအဲ့ဒီထက်ကနေဘေးလို့ရထွက်ခွာစေခဲ့တယ်လီဆာစီကပြန်ဖုန်းဆက်လာတာကြောင့်ဂျက်ဖုတ်စုရဲ့နောက်ဘက်မှာကြံရစ်ခဲ့တယ်အခြားသူတွေမမြင်အောင်ဖုန်းဖြေဖို့အခန်းလို့တစ်ခုတည်းသူဝင်သွားခဲ့တယ်စကားပြောနေစဉ်မှာပဲလဲကျနေတဲ့ကျမ်းပြင်ပေါ်မှာလီဆာရဲ့အမည်အပြည့်စုံတဲ့နေရက်လိပ်စာရေးထိုးထားတဲ့လက်ပတ်တစ်ခုကိုရှာတွေ့ခဲ့တယ်သူမောကြည့်လိုက်တဲ့အခါပြတင်းပေါက်ကနေသူ့ကိုစိုက်ကြည့်နေတဲ့အန်နာရဲ့ရုပ်ရည်ကိုမြင်လိုက်ရတယ်လို့ကြိမ်ဆိုခဲ့ပြီးအဲ့ဒီရုပ်ရည်ဟာချက်ချင်းပျောက်ကွယ်သွားခဲ့တယ်အေးဆက်တဲ့အသီးတစ်ခုဂျက်စီရောက်လာခဲ့တဲ့အန်နာဟာတေးမနေပဲတက်ရှိထင်ရှားရှိနေသေးပြီးသူ့ကိုရောလီဆာကိုရောနှိပ်စက်ဖို့ဒီအဖြစ်အပျက်တွေကိုကြိုးကင်နေတာဖြစ်နိုင်တယ်လို့ထင်ခဲ့ပါတယ်အပေါ်ကရေဖြန်းစနစ်တွေရုပ်တရက်ပွင့်လာပြီးဖုန်းပြောတာရပ်တန့်သွားခဲ့တယ်ဂျက်ဟာဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုဖျက်ပစ်လိုက်ကသူ့နောက်ကနေတိတ်တဆိတ်ချင်းကပ်လာပြီးသူ့ရဲ့ချောင်းကတုပ်ပုံစံကိုစောင့်ကြည့်နေခဲ့တာကိုသူမသိခဲ့ပါဘူးရဲအုပ်ကသူ့ဖုန်းကိုတောင်းဆိုခဲ့ပေမဲ့မှတ်တမ်းတွေအကုန်ဖျက်ဆီးခံထားရတာကြောင့်စုံစမ်းစစ်ဆေးမှုရပ်တန့်သွားခဲ့တယ်အရာရှိတို့ကဂျက်သုံးခဲ့တဲ့အင်တာတွေကမီဂိုရှာဖွေကိရိယာအနီးကနေရရှိခဲ့တဲ့ဆေးလိပ်တို့တစ်ခုကိုယူဆောင်လာခဲ့တယ်တင်းစီထားတဲ့အစိပ်ပလင်းရဲ့ဓာတ်ခွဲခန်းရလဒ်တွေလည်းရောက်ရှိလာခဲ့တယ်အဲ့ဒီဓာတ်ပစ္စည်းဟာဆေးဝါးကုသမှုမှာရှားရှားပါးပါးသုံးလေရှိတဲ့ရှားပါးတရဝအစိပ်ဖြစ်ပြီးတောက်သုံးပြီး8နာရီကြာမှနှလုံးရက်တန့်စေကတဘာဝနှလုံးရောဂါလက္ခဏာတွေနဲ့ထပ်တူကြပါတယ်တပ်တေကံပစ္စည်းတိုင်းကဂျက်ရဲ့ပြစ်မှုကိုပုံမခိုင်မာစေခဲ့ပါတယ်ဂျွန်ကဂျက်ကိုပုံမှန်စစ်ဆေးမေးမြန်းမှုအတွက်ထိန်းသိမ်းရေးရင်တစည်းမှာယူခဲ့ပါတယ်စောင့်ဆိုင်နေစဉ်မှာဂျက်ကိုအချုပ်ခန်းနဲ့ခဏပိတ်ထားခဲ့ရတယ်သူကိုယ်သူဘယ်လိုကာကွယ်ရမလဲဆိုတာစဉ်းစားနေစဉ်မှာပဲပြတင်းပေါက်ကနေလှုပ်ရှားမှုအတန်ကြားလိုက်ရလို့မှန်တကားပွင့်သွားပြီးသူ့ဇနီးကိုခတ်ပေးခဲ့တဲ့စိတ်ခွက်ဟာပြတင်းပေါက်ဘောင်ပေါ်မှာရောက်နေတာကိုတွေ့လိုက်ရတယ်အေးဆက်တဲ့လေတိုးတန်တစ်ခုအခန်းထဲဝင်ရောက်လာခဲ့တယ် Esta noche serás mío. အတိပြန်ဝင်လာပြီးဂျက်ဖြည်းဖြည်းချင်းမတ်တက်ရက်လိုက်ချိန်မှာဘေးခန်းကနေဒေဂီတာတန်တက်တက်ထွက်ပေါ်လာခဲ့တယ်သူတကားကိုတွန်းဖွင့်လိုက်တဲ့အခါအခြားအေးကန်တစ်ခုကိုရှာတွေ့ခဲ့ပြီးအတန်ဟာအလောင်းအိတ်တိတ်ထဲကထွက်ပေါ်လာတာပါအိတ်ထဲမှာမိုဘိုင်းဖုန်းတစ်လုံးရှိနေပြီးအန်နာနာမည်နဲ့ဖုန်းဝင်လာခဲ့တာသူ့လက်တွေတုံရင်စွာနဲ့ဖြေချလိုက်ပေမဲ့ဖုန်းခေါ်ဆိုသူကချက်ချင်းဖုန်းချသွားခဲ့ပါတယ်သူနောက်ကနေခြေတံတွေထွက်ပေါ်လာတာကြောင့်တစုံတစ်ယောက်ဟာအခန်းထဲကနေလက်တလောထွက်ပြေးသွားတာကိုညွှန်ပြနေခဲ့တယ်သူစံတဲ့ဖြစ်စဉ်တိုင်းဟာကြိုတင်ကြံစီထားတာသိကြပါတယ်သူခေါ်ဆိုမှုမှတ်တမ်းတွေကိုဝင်ကြည့်လိုက်ရာဝင်လာတဲ့ဖုန်းခေါ်ဆိုသူတိုင်းမှာအန်နာလို့ဖော်ပြထားပြီးအဲ့ဒီနံပါတ်ကိုပြန်ခေါ်လိုက်တယ်စားတောက်ဆိုင်ဝန်ထမ်းတူကဖုန်းကိုကိုင်းလိုက်ပြီးအဲ့ဒီဖုန်းကိုဆိုင်ထဲမှာစွန့်ပစ်ထားတာရှာတွေ့ခဲ့တာပါလို့ရှင်းပြခဲ့တယ်စားတောက်ဆိုင်နာမည်ကိုသိလိုက်ရပြီးနောက်ဂျက်ရဲ့အမှတ်ရမှုတွေနိုးထလာခဲ့တယ်။သူအန်နာနဲ့အတူအဲ့ဒီဆိုင်မှာထမင်းစားခဲ့ပြီးအန်နာဟာအသက်ကြီးကြီးအမျိုးသားတူကိုနှွေးထွေးစွာနှုတ်ဆက်ခဲ့ဘူးတယ်။သူမကအဲ့ဒီလူကိုသူ့ရဲ့ရှေ့နေတဲ့အဖြစ်မိတ်ဆက်ပေးခဲ့ပြီးပိုင်ဆိုင်မှုခွဲဝေမှုကိုပြင်ဆင်ဖို့ရှောက်ထားမယ်လို့နောက်ပြောင်ခဲ့ဘူးတယ်။ဂျက်ဟာအဲ့ဒီတုန်းကစကားအလကားပြောတာပါဆိုပြီးပယ်ချခဲ့ပေမဲ့အခုတော့သူမဟာသူ့ရဲ့ဖောက်ပြန်မှုကိုလွန်ခဲ့တဲ့လအနေငယ်ကလေးကသိရှိသွားခဲ့ပြီလားလို့မတင်ကာဖြစ်လာခဲ့တယ်။ရှင်းနေရဲ့ထူးဆန်းပြီးစောင့်ကြည့်နေတဲ့အကြည့်တွေဟာလည်းသူ့စိတ်ထဲပြန်ပေါ်လာခဲ့တယ်။သူရှင်းနေရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းစုံစမ်းမှုဆုံးဖြတ်လိုက်တယ်။ဂျက်ဟာလီဆာစီထပ်မံဖုန်းဆက်ပြီးရဲတွေသူ့ဖုန်းကိုသိမ်းဆည်းလိုက်ကြောင်းနဲ့ရုပ်လောင်းထိန်းသိမ်းခန်းကထူးဆန်းတဲ့ဖြစ်စဉ်တိုင်းကိုပြန်ပြောပြခဲ့တယ်။သူကရှင်းနေကြောင်းကိုချက်ချင်းစုံစမ်းမှုသူမကိုတိုက်တွန်းခဲ့ပါတယ်။မကြာမီမှာပဲဂျက်ကိုတီးတန့်စစ်ဆေးမေးမြန်းခန်းစီခေါ်ဆောင်သွားခဲ့ပြီးဂျွန်ကအန်နာကိုအစိတ်ခတ်ခဲ့ပြီးရင်ခွဲစစ်ဆေးမှုကိုအနှောက်အယှက်ပေးဖို့ရုပ်လောင်းကိုခိုးယူခဲ့တာပါလို့ပွင့်ပွင့်လင်းလင်းဆွဆွဲခဲ့တယ်။ဂျက်ကတော့အစိတ်ဟာဘာချီယာမှမကြံခဲ့တာကြောင့်ရုပ်လောင်းကိုဖယ်ရှားစရာအကြောင်းမရှိပါဘူးလို့တင်းငိမ့်စွာခြေပခဲ့တယ်။ပြီးတော့ဆွဆွဲချက်အားလုံးဟာဘာခိုင်လုံတဲ့သက်သေမှမရှိပဲခံမှန်းချက်တွေပေါ်မှာပဲမူတည်နေရပါ။ဂျွန်ကပြုံးလိုက်ပြီးဇပွဲပေါ်စာရွက်စာတမ်းအချို့တင်ပေးလိုက်တယ်။ဂျက်စာရွက်တွေကိုလှန်လောကြည့်လိုက်တဲ့အခါရှေ့နေရဲ့ဓာတ်ပုံကိုတွေ့လိုက်ရတယ်။စားတောက်ဆိုင်ကအဲ့ဒီမျိုးသားဟာသူ့ဇနီးငှားရမ်းထားတဲ့တီးတန့်စုံတော်တူဖြစ်နေခဲ့တာပါ။ထိတ်လန့်မှုကသူ့ကိုလွှမ်းမိုးသွားပြီးသူ့အော့အန်လိုက်ရတယ်။လီဆာနဲ့သူ့ရဲ့ဖောက်ပြန်မှုဗီဒီယိုမှတ်တမ်းတွေဟာစာရွက်စာတမ်းတွေထဲမှာပါရှိနေခဲ့တယ်။အခြားအရာရှိတို့ကအဆင့်မြင့်တင်ချက်နဲ့ဖုန်းဆက်လာခဲ့ပြီးစုံစမ်းစစ်ဆေးသူတွေဟာရှင်းနေရဲ့အိမ်မှာဘာပြစ်မှုဆိုင်ရာသက်သေမှရှာမတွေ့ခဲ့ပေမဲ့တမိုင်းဝင်ကွန်ပျူတာ hard disk ပျောက်ဆုံးနေခဲ့တယ်။ဂျွန်ကဂျက်ရဲ့အိမ်ကိုရှာဖွေဖို့ရဲရရှိတွေကိုဆေးလွှတ်လိုက်တယ်။ဂျက်ဟာလီဆာစီထပ်မံတိတ်တဆိတ်ဖုန်းဆက်ခဲ့ရာလီဆာကတီးတန့်ဆုံးတော့အကြောင်းကိုသိရှိပြီးဖြစ်ကြောင်းအဲ့ဒီပျောက်ဆုံးနေတဲ့ hard disk ကိုတကားအောက်ကနေစာအိတ်နဲ့လာထည့်သွားတာလို့ပြောပြခဲ့တယ်။ဒီ hard disk ထဲကဖိုတာတစ်ခုမှာသူတို့ရဲ့လျှို့ဝှက်ချင်းတွေ့မှုဓာတ်ပုံများစွာနဲ့အန်နာကိုတ
တပ်ပစ်ဖို့တိုင်ပင်ထားတဲ့အတန်ဖိုင်တွေပါရှိနေခဲ့တယ်ဒါဟာ Jeff စီမှာသူဇနီးမသေးဆုံးမီကလေးကနားထောင်ကရိယာတက်ဆင်ထားတာကိုအတည်ပြုပေးခဲ့တယ် Jeff နောက်ဆုံးတော့အမှန်တရားကိုလက်ခံလိုက်ရတယ်အန်နာသူ့ရဲ့ဖောက်ပြန်မှုနဲ့တပ်ဖြတ်ဖို့အစီအစဉ်အသေးစိတ်ကိုအစကတည်းကသိရှိခဲ့ပြီးတေဆုံးကြအောင်ဆောင်တဲ့အထိဟန်ဆောင်ခဲ့တာဖြစ်ကလီဆာသူမရဲ့နောက်ဆုံးပြစ်မှတ်ဖြစ်နိုင်ပါတယ်သူဟာလီဆာကိုအပတော်ထဲကနေချက်ချင်းထွက်ပြေးဖို့တောင်းပန်ခဲ့တယ်လီဆာအပြင်ကိုအလင်းမြန်ထွက်ပြေးချိန်မှာပဲကားမယောင်တွေဟာသူမစီဓာတ်ရိုက်ဦးတီလာခဲ့တယ်ဖုန်းလိုင်းလည်းသတိပေးချက်မရှိဘဲငြိမ်သက်သွားခဲ့တယ် Carla. ပြာခတ်သွားတဲ့ Jeff ဟာဂျွန်စီပြေးသွားပြီးလှုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ငင်းပယ်ခံခဲ့ရတယ်။လီဆာရဲ့ဘေးကင်းရေးကိုတေချာစေချင်တာကြောင့်သူဟာဖောက်ပြန်မှုနဲ့အန်နာကိုအစိတ်ခတ်ဖို့ပူးပေါင်းကြံစီခဲ့တာတွေကိုဝန်ခံလိုက်ရပြီးအန်နာဟာဒီကလေးစားချေမှုကိုပြုလုပ်ဖို့တေဆုံးကြအောင်ဆောင်ထားတာဖြစ်ပြီးလီဆာဟာအခုအသက်အန္တရာယ်ကြုံတွေ့နေရပြီလို့ပြောကြားခဲ့တယ်။ဂျွန်ကသူ့ဇလန်းကိုစိန်ခေါ်ခဲ့က Jeff ကိုယ်တိုင်အန်နာစိတ်တောက်တာကိုကြည့်နေခဲ့တာဖြစ်လို့သူမဘယ်လိုလုပ်သက်ရှိထင်ရှားရှိနေနိုင်ဦးမှာလဲ။ Jeff ကအာယုံတွဲနေချိန်မှာသူမဝိုင်ခွက်ကိုလဲလဲလိုက်တာဖြစ်နိုင်တယ်လို့ခံမှန်းခဲ့ပြီးလီဆာကိုရှာဖွေပေးဖို့ဂျွန်ကိုတောင်းပန်ခဲ့တယ်။အဲ့ဒီချိန်မှာပဲ Jeff ရဲ့အိမ်ကိုရှာဖွေနေတဲ့ရဲတွေကအရေးကြီးတပ်သေးခံပစ္စည်းတွေကိုရေဒီယိုကနေသတင်းပို့လာခဲ့တယ်။လက်ဆွဲလမ်းကြောင်းမြေပုံတစ်ခုနဲ့တန်းတဲ့တလက်ကိုသူ့အိမ်မှာရှာတွေ့ခဲ့ပြီးအားကစားအိမ်မျက်နှာဖုံးနဲ့စနီကာဖက်နက်တရိုးကိုတော့သူ့ကားထဲမှာရှာတွေ့ခဲ့တာပါစနီကာဖက်နက်ရဲ့အနာသက်ပုံစံဟာရုပ်အလောင်းထိန်းသိမ်းခန်းအမိုးပေါ်မှာတွေ့ရတဲ့ခြေရာတွေနဲ့ကွက်တီထက်တူကျနေခဲ့တယ်ဈေးုံစီကဒုတိယမြောက်သတင်းရောက်ရှိလာခဲ့တယ်ဒဏ်ရာရထားတဲ့လုံခြုံရေးဝန်ထမ်းဟာသတိပြန်ရလာပြီးအဲ့ဒီညကဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောပြခဲ့တယ်သူတောင်ဝင်ချိန်တွင်းမှာလုံခြုံရေးကင်မရာအကုန်လုံးပြတ်တောက်သွားခဲ့ပြီးအေးကန်ဘက်ကနေအတန်တွေထွက်ပေါ်လာခဲ့တယ်သူသွားရောက်စုံစမ်းတဲ့အခါလွတ်နေတဲ့လောကတစ်ခုပွင့်နေပြီးအထက်ကရုပ်အလောင်းပျောက်ဆုံးနေခဲ့တယ်မိမေရုပ်ရည်တစ်ခုသူ့ဘေးကနေဖြတ်ပြေးသွားပြီးဓာတ်လီကားစီဦးတီသွားရာအထဲမှာသတိလစ်နေတဲ့အမျိုးသမီးတူကျမ်းမြေပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရတယ်အသက်ရှင်မရှင်သွားရောက်စစ်ဆေးချိန်မှာပဲဓာတ်လီကားတကားပိတ်သွားခဲ့လို့ရေဒီယိုနဲ့အကူအညီတောင်းပြီးမကြာမီမှာပဲတကားပြန်ပွင့်လာခဲ့တယ်အမျိုးသမီးပျောက်ကွယ်သွားပြီးမျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသားတူထွက်လာကသူ့စီတက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ဘေးကင်းရာစီထွက်ပြေးခဲ့ရတာပါတပ်သေးကံပစ္စည်းအားလုံးဟာ Jeff စီဓာတ်ရိုက်ညှိုးဆိုနေခဲ့တယ်အာနာပိုင်တွေကသူ့ဇနီးကိုအန္တရာယ်ပြုခဲ့ပြီးမူကင်းဆေးပညာတပ်သေးတွေကိုဖျက်ဆီးဖို့ရုပ်လောင်းကိုဖယ်ရှားခဲ့တာပါဆိုပြီးကောက်ချက်ချခဲ့ကြပါတယ် Jeff ကတော့ဒါဟာအန်နာရဲ့စနစ်တကျထောက်ချောက်ဆင်မှုဖြစ်ပြီးပျောက်ဆုံးနေတဲ့ရုပ်လောင်းကသူမတက်ရှိထင်ရှားရှိနေသေးတာကိုတက်သေးပြနေကသူ့ကိုနှိပ်စက်ဖို့ဖြစ်စဉ်တိုင်းကိုကြိုးကင်နေတာပါလို့မမှန်မကန်ပြောဆိုခဲ့တယ်ဂျွန်ဟာသူ့ရဲ့ဇက်တိုက်လိန်ညာမှုတွေကိုဒေါသထွက်သွားပြီးရဲစခန်းစီပို့ဆောင်မှုအမိန့်ပေးခဲ့တယ်လန်ကူလက်မှာသတင်းချက်လက်တွေရောက်ရှိလာခဲ့တယ် Jeff ရဲ့အိမ်ကနေတင်စီရမိတဲ့လမ်းကြောင်းမြေပုံတိုင်းရဲတွေဟာအန်နာရုပ်လောင်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြတယ်သူဇနီးရဲ့ရုပ်လောင်းကိုမြင်လိုက်ရတာက Jeff ကိုအကြီးကျယ်အော်အန်သွားစေခဲ့တယ်တေဆုံးကြအောင်ဆောင်းထားတာပါဆိုတဲ့သူ theory ပြိုလဲသွားခဲ့ပြီးအခြားမသိသူတဦးကအဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့မြကိုကြိုးကင်ပြီးသူ့ကိုကစားခဲ့တာကိုအတီးပြုတ်ပေးခဲ့တယ်ဂျွန်ကနောက်ထပ်ထိတ်လန့်ဖွယ်သတင်းတစ်ခုပေးခဲ့တယ်ရဲတွေဟာ Jeff ရဲ့ထွက်ဆိုချက်အတိုင်းလီဆာရဲ့အပါတိုကိုရှာဖွေခဲ့ကြတယ်ဒါပေမဲ့အိမ်ကလွတ်နေခဲ့တယ်အိမ်နီးနားချင်းတွေကလီဆာနဲ့တူတဲ့ဘသူမှဒီမှာမနေထိုင်ဘူးပါဘူးလို့အတီးပြုတ်ခဲ့ကြလို့လီဆာဆိုတာလုံးဝလုံးဆက်တစ်ခုပါပဲရှိနေတဲ့ရဲရရှိတိုင်းက Jeff ကအန်နာရဲ့စီးစိမ်ဥစ္စာကြောင့်တပ်ဖြတ်ခဲ့တဲ့တာဝန်ယူမှုကိုရှောင်လွှဲဖို့အတွက်ဒီအချစ်သူကိုလုံးဆက်ဆင်ထားတာပါလို့ကောက်ချက်ချခဲ့ကြတယ် Jeff ဟာလုံးဝဆန်းအားဖြစ်သွားခဲ့ရတယ်ဒီညရဲ့ရှုပ်ထွေးမှုတွေနောက်ကမဟာဗျူဟာမှုကိုမဖော်ထုတ်နိုင်တော့ပဲတရားသူကြီးရဲ့လက်မှတ်တစ်ခုပဲသူ့ကိုပြစ်မှုဆိုင်ရာဆွဆွဲချက်တရားဝင်တင်သွင်းမှုကြံရှိတော့တာပါဇလန်ရဲ့အမှန်တကယ်အလှည့်ပြောင်းကဒီမှာစတင်ခဲ့တဲ့ဂျွန်က Jeff ကိုဖမ်းဆီးဖို့လှုပ်ရှားချိန်မှာပဲအဲ့ဒီလူကရဲအုပ်ကိုတရောင်နဲ့ပြင်းထန်စွာတွန်းထုတ်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဂျွန်ကလိုက်လံဖမ်းဆီးခဲ့ပေမဲ့ Jeff ဟာမလန့်မကန့်မှာပဲလဲကျသွားခဲ့တယ်ပြင်းထန်တဲ့နှလုံးရုပ်တရက်နာကျင်မှုခံစားရပြီးဂျွန်ဟာဖြည်းဖြည်းချင်းချင်းကပ်လာက Jeff ရဲ့ကိုယ်တွေကိုပြင်းထန်စွာကန်ထုတ်လိုက်ပြီးအမှန်တရားအပြည့်စုံကိုဖော်ထုတ်ခဲ့တယ်ဂျွန်ဟာသူ့ရဲ့တေဆုံးသွားတဲ့ဇနီးအတွက်ကလေးစားချေဖို့ဖြစ်စဉ်တိုင်းကိုစနစ်တကျကြိုးကင်ခဲ့တာပါလွန်ခဲ့တဲ့10နှစ်က Jeff နဲ့အန်နာတို့ဟာအရက်တောက်ထားပြီးမီနီဖြတ်မောင်းကဂျွန်ရဲ့ကားကိုဝင်တိုက်ခဲ့ကြလို့ဂျွန်ရဲ့ဇနီးဟာပြင်းထန်တဲ့အသက်အန္တရာယ်ရှိဒဏ်ရာတွေရရှိခဲ့ပြီးသမီးငယ်လေးနဲ့အတူကားပြတ်ထဲမှာပိတ်မိနေခဲ့တာပါဂျွန်ကရေးပေါ်ကူညီရေးအဖွဲ့စီဖုန်းဆက်ပေးဖို့အကူအညီတောင်းခဲ့ပေမဲ့သူတို့နှစ်ယောက်ဟာကူညီမှုမပေးဘဲအခင်းဖြစ်ပွားရာကနေထွက်ပြေးသွားခဲ့ကြတယ်အဝေးကလူတွေကနိုင်ဝက်ကြာမှရှာတွေ့ခဲ့ကြတာကြောင့်သူ့ဇနီးကိုကယ်တင်ဖို့နောက်ကျသွားခဲ့ရပါတယ်ဆယ်နှစ်လုံးလုံးဂျွန်ဝမ်းနဲ့ပူဆွေးခဲ့ရပြီးသမီးဖြစ်သူက Jeff ရဲ့ကားနံပါတ်ပြားကိုမှတ်မိသွားချိန်ထိပါပဲဂျွန်ဟာသမီးဖြစ်သူရဲ့လက်တလောဓာတ်ပုံတစ်ပုံကိုထုတ်ပြလိုက်ရာ Jeff ရဲ့ကဘာကြီးပြိုလဲသွားခဲ့ရတယ်သူ့ရဲ့ချစ်သူဆိုတဲ့လီဆာဟာဂျွန်ရဲ့သမီးဖြစ်နေခဲ့တာပါကလေးစားချေဖို့အတွက်အဲ့ဒီမျိုးသမီးငယ်ဟာ Jeff ကိုတမင်သက်သက်ဆွဲဆောင်ခဲ့ပြီးလွန်ခဲ့တဲ့10နှစ်ကထိခိုက်ဒဏ်ရာရမှုမှာပါဝင်ခဲ့ကြောင်းဝန်ခံခိုင်းခဲ့တာပါသူ့မိသူမိဝါဖြစ်ကြောင်းအတည်ပြုပြီးနောက်အဖေနဲ့သမီးတို့ဟာသူတို့ရဲ့ကလေးစားချေရေးအစီအစဉ်ကိုရေးဆွဲခဲ့ကြတာလီဆာဟာ Jeff ရဲ့မြေတာကိုရယူခဲ့ပြီးသူ့ဇနီးကိုတတ်ဖို့လှုံ့ဆော်ခဲ့ကဂျွန်နဲ့ပူးပေါင်းပြီးရုပ်လောင်းထိန်းသိမ်းခန်းဖြစ်စဉ်တွေကိုလှုပ်ဆက်ဆင်က Jeff ကိုလူတက်မှုနဲ့ထောင်ချောက်ဆင်ဖို့ခိုင်လုံတဲ့တပ်တွေတွေကိုစုဆောင်းခဲ့ကြတာပါထိတ်လန့်မှုကြောင့် Jeff ဟာကြမ်းပြင်ပေါ်လဲကျသွားပြီးရင်ဘက်ကပြင်းထန်စွာကျဉ်းကျပ်လာခဲ့တယ်ဂျွန်ကနောက်ဆုံးရိုက်ခတ်မှုဖြစ်တဲ့အမှန်တရားကိုဖော်ထုတ်ခဲ့တယ်လွန်ခဲ့တဲ့10နာရီကလီဆာဟာအတူတူဖြစ်တဲ့အနက်အသက်မရှိအစိတ်ကို Jeff ရဲ့အရက်ခွက်ထဲခတ်ခဲ့တာပါအစိတ်ဟာသူ့သွေးထဲအပြည့်အဝစိမ့်ဝင်သွားပြီးခြေရာမကျန်တဲ့နှလုံးရက်တက်မှုကိုမလွဲမရှောင်သာဖြစ်ပေါ်စေတော့မှာပါ Jeff သူ့ဇနီးအတွက်စီစဉ်ခဲ့တဲ့မျှော်လင့်ချက်မဲ့ကံကြမ္မာအတိုင်းပဲတည်ဆုံးသွားရတော့မှာပါဒါကတော့ဒီနေ့ရဲ့ဇနီးအကြောင်းဖြစ်ပါတယ်ကျွန်တော်ကိုတန်းစော်ပါနောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်